တန်ဃာတွေကိုဆုံးလုံးနိုင်ထားတဲ့စိတ်ဓာတ်တစ်ခုဘုန်းကြီးတို့တွေတတိထားဖို့တော့ဒါနကောင်းမှုလှုပ်တိုင်းမြတ်စွာဘုရားသခင်ကိုရမြတ်ကဝေလာမတုတ်တံမှာဝေလာမဒီတုတ်တံကိုဟောတဲ့အခါမှာပေါ့လေဝေလာမတုတ်တံကြီးကိုဘုသူဟောတာတော့ဆိုအနာရဘိန်ကိုဟောတယ်အနာရဘိန်တတိကတောတပံပုဂ္ဂိုလ်ကြီးဖြစ်နေအဲ့ဒီအနာရဘိန်တတိကိုဟောတဲ့တရားတောတပံပြီမယ်လို့မြတ်စွာဘုရားလိုအပ်လို့ဟောတယ်ဆိုတာတတိထားဖို့တော့မြတ်စွာဘုရားကကိုလူတဲ့အလှူဒါနအလှူဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေဒါလေးကမဟုတ်ဘူးတဲ့နဲတာနဲ့များတာဒီနှစ်ခုကလည်းအဓိကမဟုတ်ဘူးတဲ့အဓိကဖြစ်ပုံလေးကိုမြတ်စွာဘုရားပြောဘာတုံးဆိုရင်လူတိုင်းဟာတက္ကိစ္ဆန္ဒနာတေတိတလေးတစားလှူဖို့လိုအပ်တယ်ဒါကိုလှုပ်တဲ့အလုပ်ပေါ်ကိုလေးစားလှုပ်တဲ့ဆိုအဓိပ္ပာယ်ပြောနော်တက္ကိစ္စကိုတတိန်ကတ်တော်လို့ဖွင့်နေဆိုရင် mindful ပေါ့ကိုလှုပ်တဲ့အလုပ်ကိုစိတ်အားကုန်စိုက်ပြီးတော့တတိအမှတ်တရလှုပ်တဲ့ဟာမျိုးလို့အမှတ်တမဲ့ကလေးတွေမလုံးနဲ့လို့ဒီလိုပြောတာနော်တလေးတစားလှုပ်တဲ့ဆိုအဓိပ္ပာယ်ရပေါ့တလေးတစားလှုပ်တယ်ပြင်းပြင်းစင်လှုပ်တယ်တန်တန်ပြန်ဖြစ်အောင်လှုပ်တယ်ကြိုးစားပြီးတော့လှုပ်တယ်ဒီအလေးနဲ့ထားပြီးလှုပ်တယ်လို့ဒီလိုဆိုလိုတာပေါ်ပေါ်တန်တန်မဟုတ်စိတ်ဓာတ်ကိုပြောတာနော်စိတ်ဓာတ်ဆိုင်ရာတက္ကိစ္စဖြစ်ဖို့ဒါတစ်ချက်ဒါကိုပြင်နောက်တစ်ခုကဘာတော့ဆိုစိတ်တိကတ္တဝါဒါနတေတိအလူကြီးဆိုလို့ရှိရင်စိတ်တိကတ္တဝါဆိုကိုယ်စိတ်ထဲမှာပူဇော်လိုတဲ့စိတ်ချင်းမြောက်လိုတဲ့စိတ်ဝမ်းသာချီနူးတဲ့စိတ်တွေဖြစ်ပွားစေပြီးတော့မှလှူရမယ်ဒါကြီးပူဇော်လိုတဲ့စိတ်ဆိုအခုတန်ဃာတွေကိုဆုံးလောင်းတယ်ဆိုတာတန်ဃာတွေကျင့်နေတဲ့သီလသမားတွေကိုပူဇော်တာဟောတာလည်းပူဇော်တာပဲဒီတန်ဃာတွေကဆက်နွယ်ပြီးတော့ဘုရားလက်ထက်ကအရိယတန်ဃာတွေထီအောင်ရည်စူးပြီးတော့ပူဇော်လို့လည်းရတယ်ဟောနောက်တစ်ခုကတန်ဃာတွေကြက်မှတ်တင်ယူနေကြတဲ့ပရိယတ္တိစာပေတွေကိုပူဇော်တယ်တန်ဃာကနေပြီးတော့ဓမ္မကိုပူဇော်တဲ့အဆင့်ရအဲ့ဒီကနေပြီးအာယုပြုလိုက်ဒီတရားတွေဘယ်သူဟောတာတုန်းဆိုဘုရားဟောတာ။အော်တရားရဲ့ပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားကိုလည်းတို့ပူဇော်တယ်။တန်ဃာကိုတင်စိတ်ကရပ်မထားပဲနဲ့တန်ဃာရဲ့တဏ္ဍာမှာရှိတဲ့တရားကိုဟောကြားတဲ့ဘုရားဆိုဟောယရဏတော်မှာပူဇော်တာဖြစ်။ဒါကအဲ့ဒီလိုစိတ်မထားလို့ရှိရင်မရဘူးနော်စိတ်ထားရမှာပြောပြ။ကိုယ့်ရဲ့စိတ်ဓာတ်ဥတည်ချက်ဒီတိုင်းရှိရလူတိုင်းဟာတန်ဃာကနေပြီးတော့တန်ဃာကိုကြီးမှန်းရင်ကနေပြီးတော့တန်ဃာတွေရဲ့တဏ္ဍာမှာရှိတဲ့တရားကိုဟောကြားတဲ့ဘုရားဆိုလို့ရှိရင်ဟောယရဏသုံးပါးပူဇော်ပြီးသားကိစ္စပြီးတော့အဲ့တော့ဘုရားလည်းပူဇော်တယ်တရားလည်းပူဇော်တယ်တန်ဃာလည်းပူဇော်တယ်ဆိုတော့ကိုယ်အလှူဒါနတာမန်အလှူလို့ပြောလို့မရတော့ဘူးပေါ့လောက်တတ်လို့ရှိရင်ပိုရ